ညတနာရီ2နာရီ3နာရီသာထိုးလာတယ်။ဂဒင်ပေါ်မှာလူလိမ့်နေပေမဲ့မျက်လုံးကကြောင်တောင်တောင်ကြီးဖြစ်နေတယ်။အိမ်မပြောတဲ့ညပေါင်းများစွာကလည်းကိုယ့်ရဲ့အုံနှောက်ကိုဒီနေ့ထက်ဒီနေ့ပို့ပြီးတော့ပင်ပန်းလာစေတဲ့အချိန်ကြီးရှိတာပေါ့နော်။အခုပြောပြပေးမယ်နီလန်က2မိနစ်အတော်အတွင်းမှာဘလို့အမြန်အိပ်ပျော်အောင်လုပ်လို့ရမလဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ်။ဒီနီလန်ကိုတဲ့6ပတ်လောက်ကျင့်သုံးပြီးရဲ့အချိန်မှာစစ်သားတွေရဲ့96%ကဘလို့အခြေအနေမျိုးမှမဆို2မိနစ်အတော်တွင်အိပ်ပျော်သွားကြတယ်။အဲ့ဒီ military sleep method ကိုအစဉ်စဉ်ဘလို့ကျင့်သုံးလို့ရမလဲဆိုတာကိုဒီ audible mind မှာပြောပြတော့မှာဖြစ်ပါတယ်။ဒီနီလန်က American လေတပ်ကလေတရဲတွေအတွက်အထူးပြုလုပ်ထားတဲ့နည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတဲ့အခါကျသူတို့အေးအေးပြတ်ပြီးဆုံးဖြတ်ချက်မှာအသက်အန္တရာယ်ရှိတဲ့အကြီးဖြစ်နိုင်လို့ပါ။1982ခုနှစ်မှာထွက်ရှိခဲ့ Relax and Win ဆိုတဲ့စာအုပ်မှာဒီအကြောင်းကိုစတင်ဖော်ပြခဲ့ပါတယ်။ဒီနေရာမှာအရေးကြီးတာက consistency ပါ။ပထမညမှာတင်2မိနစ်တော့တည်းနဲ့ဝုန်းတိုင်းပြီးတော့အိပ်ပျော်သွားမှာတော့မဟုတ်ဘူးပေါ့လေ။အဲ့ဒါဆိုရင်လည်း sleep therapist တွေပေါ်လာမှလည်းမဟုတ်တော့ဘူး။ဒါပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဒီနီလန်းအတိုင်းနေ့တိုင်းလေ့ကျင့်ပေးမယ်ဆိုရင်ကိုယ့်ရဲ့အုံနောက်ကခလုံးနှိပ်လိုက်သလိုမျိုးမလို့လျောက်အိပ်ပျော်သွားစေမှာပါအရင်ဆုံးကိုမျက်နှာပေါ်မှာရှိတဲ့ချွတ်သားပေါင်း40ကျော်ကိုအနားပေးလိုက်ပါမျက်ခုံးတွေကိုမကြုံထားနဲ့မျက်လုံးကိုအသားအရာလေးမှိတ်ထားပြီးမျက်ခုံးတွေကအရန်လီးလည်နေသလိုခံစားကြည့်လိုက်ပါရှာနဲ့မေးရိုးတွေကိုပါလုံးဝရှော့ချထားလိုက်ပါပြီးရင်ပခုံးတွေကိုလည်းရှော့ချထားလိုက်ပါလက်တွေကခန္ဓာကိုယ်ဘေးမှာတမဲ့အရာဝတ္ထုတစ်ခုလိုမျိုးပျော့ခွေနေပါစေလက်ဖြင့်ကနေလက်ချောင်းလေးတွေအထိတရားတွေအကုန်လုံးကိုလွတ်ချလိုက်ပါအသက်ကိုဖြည်းဖြည်းချင်းရှူထုတ်ပါရင်ဘတ်ထဲမှာခံစားနေရတဲ့လေးလံမှုတွေတနေ့တာလုံးကစိတ်ပင်ပန်းမှုတွေလေနဲ့အတူပါသွားပြီလို့စိတ်ထဲကပေါင်ကားနေခြေသလုံးခြေပွားထိအကြောတွေကိုရှော့ချလိုက်ပါကိုယ့်ရဲ့ခန္ဓာကိုယ်ကအဲ့ရာတွေကိုရေလိုမျိုးစိတ်ဝင်သွားတယ်လို့မျိုးခံစားရပါစေခန္ဓာကိုယ်ကအစဉ်သင်းဖြစ်ပြီးဆိုရင်နောက်ဆုံး10စက္ကန့်မှာဘာမှမစင်စားပါနဲ့အတွေးတွေဝင်လာရင်လည်းဖြတ်တောက်ပစ်ပါဒီနီးလန်းကစစချင်းမှာတော့စောနာကပြောခဲ့သလိုပဲချက်ချင်းကြီးအောင်မြင်မှာတော့မဟုတ်ဘူးဒါပေမဲ့ consistency နဲ့အမြဲလုပ်ကြည့်ပါ6ပတ်ကြာတဲ့အခါမှာဘယ်လိုထူးခြားလဲဆိုတာကိုပြန်ပြောဖို့လည်းမမေ့ပါနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုယ့်ရဲ့ကျန်းမာရေးနဲ့စိတ်ခွန်အားအတွက်ဘူသုဒတွေကိုအမြဲတင်ဆက်ပေးနေအောင်ပါမလို့ဒီ Audible Mind ရဲ့ YouTube Channel လေးကိုလည်း Subscribe လုပ်ထားပြီးအမြဲတူတူရှိနေပေးပါအောင်နော်